လူတွေကတခုပြောမယ်ဆိုရင်လည်းတွေးပြီးမှပြောတာပဲတခုလုပ်မယ်ဆိုရင်လည်းတွေးပြီးမှလုပ်တာရှိတယ်တွေးတော့ဆင်ញင်မှုဆိုတာပထမလာတာဖြစ်တယ်အဲ့ဒီအတွေးကမှားလို့ရှိရင်ကျန်တဲ့အပြောတို့လုပ်တို့လည်းမှားသွားနိုင်တယ်ပေါ့ဒါကြောင့်မှန်ကန်စွာတွေးတောနိုင်မှုဆိုတာသိအရေးကြီးတယ်မှန်ကန်စွာတွေးတောမှုအတွက်ဘာတွေကအရေးကြီးလိုအပ်တုံးဆိုအသိပညာဘ ਹੁ တုတ္တတွေလိုအပ်တယ်ပေါ့မှန်ကန်တွေးတောတတ်ဖို့အတွက်ဘ ਹੁ တုတ္တကြွယ်ဝဖို့လိုအပ်တယ်အလို့ဆိုရင်မှန်တွေးနိုင်တာမဟုတ်တုတ္တဆိုတာပညာရဲ့အစပဲဖြစ်တယ်လူတွေကတက္ကသိုလ်ကျောင်းနေသွားပြီးတော့ပညာသင်ကြတယ်ဆိုတာဟာတွေးတောဆင်ញင်နည်းကိုသင်တာပဲဖြစ်တယ်အလုံးကသိယူမသားကြတာတွေးစရာတွေပဲသင်တာပဲဖြစ်တယ်ပေါ့ကဏ္ဍသင်တာပဲကြည့်ပြီးဘယ်ကဏ္ဍနဲ့ဘယ်ကဏ္ဍပေါင်းရင်ဘာရတယ်ဘလောက်နှုတ်ရင်ဘလောက်ဒီသင်ချားစပြီးတော့တွေးတောဆင်ញင်မှုတွေကိုမှန်ကန်စွာတွေးတောတတ်ဖို့သင်ကြတာပဲဖြစ်တယ် logic ဆိုတဲ့ဘာသာရပ်ဟာလည်းပဲတွေးတောတာပဲလေစัจ jime ကိုအခြေပြုပြီးတွေးတယ်အကြောင်းတရားကိုအခြေပြုပြီးတော့တွေးတယ်တွေးတောဆင်ញင်မှုတွေဟာလောကမှာအရေးပါတယ်ပေါ့ဒါကြောင့်ပညာတတ်ဖို့အတွက်တွေးတောဆင်ញင်မှုဟာအရေးပါတယ်မဂ္ဂင်၈ပါးကျင့်တရားထဲမှာသမ္မာသင်္ကပ္ပဆိုရယ် right thought ဆောဗျာဟောထားတာအဲ့တော့အတွေးဟာမှားတဲ့အတွေးနဲ့မှန်တဲ့အတွေးဆိုပြီးတော့နှမျိုးခွဲထားတယ်မှားတဲ့အတွေးတွေကတော့နိဗ္ဗာန်ရောက်ဖို့အသိဉာဏ်နဲ့ရဖို့ဆိုရင်မှားတဲ့အတွေးကဘာတွေတုံးဆိုရင်လောဘနဲ့တွေးတဲ့အတွေးဒေါသနဲ့အတွေးတဲ့တွေးအဲ့ဒီအတွေးတွေကမှားတဲ့အတွေးတွေလို့ပြောဘယ်တော့မှလမ်းမှန်ပေါ်မရောက်နိုင်ဘူးလောဘနဲ့တွေးတာကိုကာမဝိတကလို့ခေါ်တယ်စိတ်ထဲမှာလူချင်းစရာနှစ်သက်စရာအာယုန်တွေကိုလူချင်းတတ်မဲ့တဲ့အတွေးနဲ့တွေးတာကာမဝိတက်လို့ခေါ်တယ်အဲ့ဒီကာမဝိတက်ဟာစိတ်ကိုပူလောင်စေတတ်ပြီးလက်တွေ့တစ်ခုဖြစ်သွားရင်လည်းကောင်းကျိုးချမ်းသာကိုမပေးနိုင်ဘူးလောဘနဲ့အသက်ပြီးတွေးတဲ့အတွေးဒေါသနဲ့ပတ်သက်တဲ့အတွေးတွေကတော့ဖြာပါရဝိတကလို့ခေါ်တယ်ဖြာပါရဆိုတာစိတ်ဟာပုံမှန်မဟုတ်ဘဲနဲ့ဖောက်ပြန်နေတဲ့ဒေါသလွှမ်းမှုခန္ဓာလို့ပုံမှန်မဟုတ်တဲ့စိတ်နဲ့တွေးတာဖြာပါရဝိတက်အဲ့ဒီဖြာပါရဝိတက်ကပဲလွန်ကျူးလာတဲ့အခါကျတော့သူတို့အားကိုတတ်ဖို့ဖြတ်ဖို့ထိစဉ်းစားလာတဲ့ဝိဟိတဝိတက်လို့ပြာဝရဝိတက်နဲ့ဝိဟိတဝိတက်ကဒေါသနဲ့ပတ်သက်တဲ့အတွေးတွေကြီးပဲလောဘနဲ့ပတ်သက်တာကာမဝိတက်ဒေါသနဲ့ပတ်သက်တဲ့အတွေးကပြာဝရဝိတက်နဲ့ဝိဟိတဝိတက်လို့မြတ်စွာဘုရားဒီဝိတက်ကလို့ဆိုတဲ့ဉာဏ်စီတွေးတောမှုနဲ့ပတ်သက်ပြီးတော့သုံးမျိုးခွဲဟောထားတယ်ကောင်းတဲ့တွေးတောမှုတွေကြတော့နိက္ခမဝိတက်ကာမဂုဏ်အာယုန်ခံစားမှုအနေထွက်ခွာတဲ့အတွေးကာမဂုဏ်အာယုန်တွေကိုစွန့်လွတ်တဲ့အတွေးအဲ့ဒါမှအသိဉာဏ်ကိုရနိုင်တာကာမဂုဏ်အာယုန်နဲ့ဆိုရင်ရှိပြီးသားအသိဉာဏ်တော့တုံးသွားနိုင်တယ်ပေါ့လောဘတွေလွှမ်းမိုးနေသည့်အတွက်ကြောင့်တဘာဝကိုမသိနိုင်တော့ဘူးဒါကြောင့်မို့မြတ်စွာဘုရားဟောတယ်လုတ်တော်အထံနသနာတိလုတ်တော်ဓမ္မနပတ္တိလောဘကြီးနေတဲ့ပုဂ္ဂိုလ်လောဘလွှမ်းမိုးခြင်းခံရတဲ့ပုဂ္ဂိုလ်ဟာအကြောင်းလည်းမမြင်ဘူးအကျိုးလည်းမမြင်ဘူးကိုယ်အကျိုးလည်းမသိဘူးသူတစ်ပါးအကျိုးလည်းမသိဘူးလို့ဆိုလိုတယ်အနန္တမန္တရာဟောတိလောဘလွှမ်းမိုးနေလို့ရှိရင်သူ့ဖို့ဟာမောင်ကြီးကြနေတာမမြင်နိုင်တဲ့မောင်းနေတဲ့အရာပဲဖြစ်နေတယ်ဒါကြောင့်မို့မှားကြတယ်လောဘနဲ့တွေ့တဲ့အမှားတွေကလည်းမှားတယ်ဒေါသနဲ့တွေ့တဲ့အမှားတွေကလည်းအဲ့ဒါကြောင့်မို့
ဒီမှားရင်းတဲ့အတွေးတွေကနေပြီးတော့ထွက်ခွာပြီးမှန်ကန်တဲ့အတွေးကိုတွေးနိုင်ဖို့နိက္ခမဝိတက်ကာမဝါယုန်နေတဲ့ကနေထွက်ခွာပြီးတော့မှန်ကန်တဲ့အတွေးကိုတွေးတယ်နောက်တစ်ခုကအပြဘာဒဝိတက်ဒေါသကင်းတဲ့အတွေးဆိုမေတ္တာနဲ့တွေးတဲ့အတွေးမေတ္တာနဲ့တွေးတဲ့အတွေးဟာသူများကိုလည်းမထိခိုက်ဘူးကိုယ်ကိုလည်းမထိခိုက်ဘူးကျိုးစီးပွားကိုလိုလားတဲ့အတွေးတွေနဲ့တွေးတာဖြစ်သွားကြကိုယ်အတွက်လည်းကောင်းကျိုးချမ်းသာရနိုင်တယ်သူတစ်ပါးအတွက်ဒီလည်းကောင်းကျိုးချမ်းသာရနိုင်အဲ့တော့မေတ္တာနဲ့တွေးတဲ့အတွေးအပြဘာဒဝိတက်ကလို့ negative နဲ့ပြောတာဖြာဘာဒဝိတက်ကဒေါသနဲ့တွေးတာဆိုတဲ့ negative နဲ့ထွက်လိုက်တဲ့အခါမေတ္တာနဲ့တွေးတာနောက်ဝိဟိတဝိတက်ဆိုတာညှင်းဆဲလို့တဲ့စိတ်နဲ့အကျဉ်းကင်းမဲ့တဲ့သဘောနဲ့တွေးတာအဝိဟိတဝိတက်လို့ဆိုတာသူတစ်ပါးကိုမညှင်းဆဲဘူးအကျဉ်းထားတယ်ဆိုတာကရုဏာနဲ့တွေးတဲ့အတွေးအဲ့တော့မေတ္တာနဲ့တွေးတဲ့အတွေးကရုဏာနဲ့တွေးတဲ့အတွေးတွေဟာမိမိအတွက်လည်းပဲကောင်းကျိုးချမ်းသာရနိုင်တယ်သူတစ်ပါးအတွက်လည်းအဆင်ပြေစေတယ်နှလုံးအတွက်ကောင်းတယ်လို့ဆိုအဲ့တော့ right thought လို့ဆိုတဲ့နေရာမှာမှန်ကန်သောအတွေးဆိုတာနိက္ခမဝိတေအပြဘာဒဝိတေအဝိဟိတဝိတေဒီအတွေးတွေကိုဆိုလို့တယ်ပေါ့နော်ဒါကိုတွေးနေတဲ့အတွေးသည်လောဘလွှမ်းမိုးတဲ့အတွေးလားဒေါသတွေလွှမ်းမိုးနေတဲ့အတွေးလားအကျဉ်းကင်းမဲ့တဲ့အတွေးတွေလားဆိုတာကိုယ့်ကိုဆန်းစစ်ကြမှာဖြစ်တယ်အဲ့ဒီအတွေးတွေရအကောင့်ထဲဖော်မဲ့ဆိုရင်အကောင့်ဘယ်တော့မှမဖြစ်နိုင်ဘူးဒါကြောင့်မို့အတွေးကိုဆင်ញင်သုံးသပ်ဖို့လိုအပ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားဒီသုတ္တံမှာရှင်းလျာတဲ့တန်တရားကြီးမှာမှန်ကန်တဲ့အတွေးတစ်ခုပေးခဲ့လမ်းညွှန်ပြတယ်ဒါလို့ရှင်းလျာတဲ့တန်တရားမှာတဲ့နတ်သောဘိက္ခွေသောတတ်တော်သူလဘောယောနမာတာဘုဒ္ဓပုပ္ပောဣမိနာတိကေနအထုနာဒါလို့ရှည်လျားတဲ့တန်တရားခရီးကြီးထဲမှာတဲ့လူချင်းဆုံပြီးတဲ့အခါမှာစဉ်းစားရမှာကအမျိုးသမီးနဲ့ပတ်သက်လာရင်စဉ်းစားမယ်ဆိုရင်အမေမဖြစ်ဘူးတဲ့အမျိုးသမီးဆိုတာရဖို့မလွယ်ဘူးတဲ့မြတ်စွာဘုရားနသုလဘရူပောလွယ်ကူရနိုင်မှာတော့မဟုတ်ဘူးလို့မရှိဘူးလို့လည်းပြောတာမဟုတ်ဘူးလွယ်ကူရှာတွေ့မှာမဟုတ်ဘူးတန်တရားရှိလျားနေတဲ့အခါမှာအမျိုးသမီးတွေတွေ့ပြီဆိုလို့ရှိရင်စဉ်းစားလိုက်ပါတဲ့ဒါလောက်ရှိလျားတဲ့တန်တရားကြီးတွေမှာငါအမေလည်းဖြစ်ဘူးမှာပဲလို့တွေးလိုက်ပါအဲ့ဒါဆိုရင်မြို့သမီးနဲ့ပတ်သက်ပြီးစော်ကားလို့တဲ့စိတ်တွေတို့ဘာလို့ပျောက်သွားနိုင်မှန်ကန်တဲ့အတွေ့တစ်ခုလို့သူတို့ဆိုလို့တယ်ပေါ့နော်သောဘိခွေတတ္တောနာသုလဘရူပောအမေမဖြစ်ဘူးတဲ့လူဆိုတာရှားပါလိမ့်မယ်တဲ့တွေ့ဖို့ခက်ပါလိမ့်မယ်ဘာလို့လဲဆိုတန်တရားဒါရှည်လွန်အားကြီးတယ်ပေါ့တန်ကိတ္တဟေတုအကြောင်းဘာကြောင့်လို့ဆိုရင်နမတေကောယဘိက္ခွေတန်တာတော့အလုံးရှိလျာတဲ့တန်တရားကြီးကဘယ်တော့မှစားခဲ့တယ်ဆိုတာပြောဖို့တောင်ခက်တယ်ဒါကြောင့်ဒီမှန်ကန်တဲ့အတွေ့လေးပေးပြီးတဲ့အခါမှာဒါလောက်ရှိလျာတဲ့တန်တရားကြီးကိုညီးဝေးဖို့သင့်ပြီဆိုပြီးတော့နောက်ဆုံးမှာတော့ဝိပဿနာဉာဏ်နဲ့ပဲအဆုံးသတ်တာပဲမြတ်စွာဘုရားဝိပဿနာဉာဏ်ဖြစ်ဖို့ပဲဟောတာပဲရှေ့ပိုင်းကတော့မှန်ကန်သောအတွေးဟာမှန်ကန်သောအတွေးကဘာကိုတားဆီးတာတုံးဆိုရင်ကိုယ့်ရင်ထဲမှာအကုသိုလ်တွေဖြစ်မဲ့ဟာကိုတားဆီးလိုက်တာမုန်းတိမှုယွန်ရှာမှုမတော်မတရားကြံမှုတွေကုန်လုံးရောကြသွားစေတဲ့အတွေးပဲအမေလို့တွေးလိုက်တာနဲ့တပြိုင်နက်ဒီလူရဲ့စိတ်နေသဘောထားတွေဟာပြောင်းလဲသွားနိုင်တယ်ဒါကြောင့်မို့အဲ့လိုတွေးပါလို့ဆိုပြနောက်တစ်ခါအမျိုးသားတွေနဲ့တွေ့တဲ့အခါမှာလည်းနောက်တစ်သုတ်ကြတော့ဒါလေးပဲပြောင်းသွားတယ်နာသောဘိက္ခွေတတ္တောသုလဘရူပောယောနပိတာဘုဒ္ဓပုပ္ပော
အမျိုးသားချင်းချင်းတွေ့တဲ့အခါမှာလည်းပဲအဖေမတော်ဘူးတဲ့ပုဂ္ဂိုလ်အမျိုးသားကပဲတွေ့အမျိုးသမီးကပဲတွေ့အမျိုးသမီးဘက်ကနေပြီးတော့အမျိုးသားယောက်ျားတွေနဲ့တွေ့တဲ့အခါငါအဖေတော်ဘူးမှာပဲဒေါသတွေထွက်နေမယ်တခုပြောခြင်းနဲ့ဆိုရင်ချိန်တော့ငါအဖေတော်ဘူးမှာပဲအဲ့ဒါလို့တွေးပါတဲ့မေမတော်ဘူးတဲ့ပုဂ္ဂိုလ်ဆိုတာရှားတယ်ယောက်ျားတွေထဲမှာအဖေမတော်ဘူးတဲ့ပုဂ္ဂိုလ်ဆိုတာရှားတယ်ဆိုတာအမေတော်ဘူးတယ်အဖေတော်ဘူးတယ်လို့သိလိုက်တာနဲ့တပြိုင်နက်မုန်းနေတဲ့စိတ်တွေကရောကျသွားတာဒါသိကြတယ်မေတ္တာလိုလားတဲ့စိတ်တွေကိုယ်ရင်ထဲမှာရောက်လာတယ်အဲ့ဒါအနှစ်သာရပဲပေါ့အဲ့ဒီအတွေးရဲ့အနှစ်သာရအဲ့ဒါအကုသိုလ်တွေမလုပ်ဖြစ်တော့ဘူးမင်္ဂန်တဲ့အတွေးတွေနဲ့တွေးတာထို့တူပဲနောက်သုတ်တန်တစ်ခုကျတော့သောဘိခွေတတ္တောနာသောဘိခွေတတ္တောသုလဘရူပောယောနပါတုဖူဒပုပ္ပောညီကိုမတော်ဘူးတဲ့လူမရှိဘူးယောက်ျားရဲ့ဆိုရင်တော့ညီကိုမတော်ဘူးတဲ့လူမရှိဘူးချင်းချင်းမှာတယောက်နဲ့တယောက်အမြဲဒေါသတွေဖြစ်ပြီးခိုင်းရဒေါသဖြစ်ရင်တစ်ချိန်တော့ငါအကိုတော်ဘူးလိမ့်မယ်ငါညီတော်ဘူးလိမ့်မယ်ဆိုတာအကိုပေါ်မှာထားတဲ့မေတ္တာစိတ်မျိုးညီပေါ်မှာထားတဲ့မေတ္တာစိတ်မျိုးတက်ရောက်လာစေတယ်ပေါ့အဲ့ဒါရှေ့လျရတဲ့တန်တရားကြီးတဲ့မှာအခုလိုအခြေအနေမျိုးတွေစဉ်းစားခြင်းအပြင်လူတယောက်ရဲ့စိတ်ဓာတ်တွေဟာနုညံ့ပျော့ပြောင်းသွားတယ်အဲ့လိုနုညံ့ပျော့ပြောင်းသွားပြီဆိုတော့မှတန်တရားကြီးရှည်တာကိုစဉ်းစားပြီးတန်တရားကြီးကညီးငွေအောင်ကြိုးစားအထောက်အမှာဖြစ်တယ်အဓိကကတော့နိဗ္ဗာန်ရဖို့အတွက်ဝိပဿနာတရားအထောက်အမယ်လို့ဆိုလိုတာဝိပဿနာအထိမှတန်တရားကြီးကိုညီးငွေမှဖြစ်တယ်ညီးငွေမှတွေ့တာမှုကင်းနိုင်မှဖြစ်တယ်တွေ့တာမှုကင်းမှလွတ်မြောက်နိုင်မှဖြစ်တယ်ဒီသုံးချက်ပဲဒီပဲနိဗ္ဗိနတိဝိရိစတိဝိမု စတိညီငွေတယ်တွေ့တာမှုကင်းပြတ်တယ်လွတ်မြောက်တယ်မညီငွေပဲနဲ့တွေ့တာမှုမကင်းပြတ်နိုင်ဘူးတွေ့တာမှုမကင်းပြတ်ဖဲနဲ့မလွတ်မြောက်နိုင်ဘူးဒါဒီလမ်းစဉ်ကိုမြတ်စွာဘုရားပြတာနောက်တစ်ခါအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့နာသောဘိခွေတတ္တောသုလဘရူပောယောနောပခိဏိဖူဒပုပ္ပောအမမတော်ဘူးတဲ့မျိုးသမီးညမမတော်ဘူးတဲ့အမျိုးသမီးဆိုတာမရှိဘူးဆိုင်ရာလို့တွေးတော့ရမှာနော်အမတွေညမတွေမတော်ဘူးလားဆိုတာမရှိနိုင်ဘူးမတမရခဲ့တယ်နောက်သုတ်တန်တစ်ခုကျတော့နာသောဘိခွေတတ္တောသုလဘရူပောယောနာပုဒ္ဒဖူတောပုဒ္ဒဖူဒပုပ္ပောတဲ့အဲ့တော့ဒီပဲဖြစ်ဖြစ်ငါသာသမီတော်ဘူးမှာပဲဆိုတန်တရားဆိုတာကောင်းရင်ပြစ်လိုက်တဲ့ထုတ်ချောင်းလို့ပဲအရင်ကလည်းကြာရင်ကြာမယ်ဖျားကြာရင်လည်းကြာမယ်တန်တရားထဲမှာဆိုအမျိုးသမီးတွေနဲ့ပြောမယ်ဆိုရင်အမေဖြစ်တဲ့အခါဖြစ်အမဖြစ်တဲ့အခါဖြစ်ညီမဖြစ်တဲ့အခါဖြစ်အမျိုးသားတွေဆိုရင်အဖေဖြစ်တဲ့အခါဖြစ်ညီဖြစ်တဲ့အခါဖြစ်ကိုဖြစ်တဲ့အခါဖြစ်ဦးလေးတို့တော်တို့ဆိုတာလည်းဖြစ်ကြမှာအဲ့တော့ဘဝချင်းနီးစပ်လာပြီဆိုလို့ရှိရင်ဗမာတွေပြောတဲ့ရေစက်ဆုံတယ်ပေါ့ရေစက်ဆုံတယ်ဆိုတာတော့ရှေးကပြောတဲ့စကားအခုနောက်ပိုင်းကျတော့ပဋ္ဌာန်းဆက်ပဋ္ဌာန်းဆက်ဆုံတယ်ဆိုပြီးပြောကြပြန်တော့ရှိရတဲ့တန်တရားကြီးတွေမှာအခုဘဝမှာတုံနဲ့တူဆုံတွေ့ကြတယ်ဆိုကြတဲ့ကအတိတ်ဘက်ကဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေရှိနိုင်တယ်ဆိုစဉ်းစားအဲ့လိုစဉ်းစားပြီးကိုယ့်ရင်ထဲမှာရှိတဲ့မတော်လောဘတွေအမုန်းဒေါသတွေအကျဉ်းနာမဲ့တဲ့ဝိသတရားတွေဒီတွေးတွေကိုဖျောက်ဖို့ပဲအဓိကအဲ့ဒီတွေးတွေစာမေတ္တာနဲ့တွေးတယ်ကရုဏာနဲ့တွေးတယ်
အဲ့ဒါဆိုရင်ကိုယ့်ရဲ့နဲ့မှာရှင်းပြီးတော့ကုသိုလ်ကောင်းမှုဖြစ်နိုင်တယ်မြတ်စွာဘုရားရဲ့ဘဝတည်ပင်နဲ့ထူးထူးခြားခြားဖြစ်စဉ်တစ်ခုရှိတယ်မြတ်စွာဘုရားကနာတိကမြို့ကိုကြွသွားတဲ့အခါမှာအဲ့နာတိကရွာမှာနကုလပိတာနဲ့နကုလပိတာနကုလမာတာသူတို့သားလေးကိုအကြောင်းပြုပြီးတော့နကုလရဲ့အဖေနကုလရဲ့မေလို့ခေါ်တဲ့မိသားစုဇနီးမောင်နှံ2 ယောက်မြတ်စွာဘုရားနဲ့တွေ့တယ်တွေ့ချင်းသူတို့ရင်ထဲကနှလုံးသားကစကားပြောတာဘာဖြစ်လဲလို့ဆိုမြတ်စွာဘုရားကိုမြင်လိုက်တာနဲ့သူတို့သားလို့ရှင်ဒီခင်မင်သွားတယ်သူတို့နဲ့ကွဲကွာနေတဲ့သားအဖြစ်စိတ်ထဲမှာယဉ်ဤခင်မင်သွားတယ်ချက်ချင်းယဉ်ဤသွားပြီးတော့ငါသားဒီလောက်ကြာအောင်ဘယ်ရောက်နေတာလဲဘယ်သွားနေတာလဲနဲ့ဆိုပြီးတော့မြတ်စွာဘုရားရဲ့ခြေထောက်ကိုဖက်ပြီးတော့နကုလပိတာတကရောနကုလမာတာတကမကြီးရောမြတ်စွာဘုရားကိုသားပါဆိုပြီးတော့မျက်ရည်ကြီးငယ်ကြပြီတကယ်စိတ်ထဲမှာခံစားသွားကြရတယ်သူတို့ကျန်တဲ့ပုဂ္ဂိုလ်တွေကသဘောမပေါက်တော့ထူးဆန်းနေတယ်သူတို့ရဲ့စိတ်ခံစားချက်ကတော့တကယ်ခံစားနေရတာဟန်လောက်တာမဟုတ်ဘူးဘေးရယဟန်တွေကလည်းမြတ်စွာဘုရားအကြောင်းကိုသိထားကြတော့မြတ်စွာဘုရားဟာတက္ကတိုင်းကတာဂဝေမင်းမျိုးတွေကပဲခမည်းတော်ကသုတ္တရဏမင်းကြီးမေတော်ကမာယာဒေဝီဒီဇလန်းနေသိထားတော့အခုဒီအမျိုးသားနဲ့အမျိုးသမီးကမြတ်စွာဘုရားကိုသူတို့သားပါလို့ပြောနေတာနားမလည်နိုင်ကြဘူးသူတို့ကလည်းတကယ်ကိုမျက်ရည်ကြီးငယ်ကြပြီးတော့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဝမ်းသာဝမ်းနည်းဖြစ်နေကြတာဟန်လုံးတဲ့အနေထားမဟုတ်သေယုတ်ဆောင်တာမဟုတ်ဘူးတကယ်နှလုံးသားတွေကလာတဲ့ရှင်းနေမှုဆက်ဆံမှုနဲ့ဖြစ်လာတော့မြတ်စွာဘုရားကလည်းငြိမ်နေတယ်ဘာမှမပြောဘူးမငင်းဆိုဘူးပေါ့မငင်းဆိုဘူးသူတို့အားရအောင်မြတ်စွာဘုရားခြေစရုံးဖက်ပြီးတော့ငိုကြွေးကြတယ်အားရပြီဆိုတဲ့အခါကျတော့မှသူတို့ကျင့်နှလောက်ပြီဆိုတော့မှမြတ်စွာဘုရားကခီးဆက်တယ်ရဟန်းတော်တွေကတော့ရှင်ထဲမှာအဖြေတစ်ခုဖြစ်ကြရဲ့အမေကွန်းတစ်ခုဖြစ်ပြီးတော့ကြံရတယ်အဖြေမထုတ်နိုင်တဲ့မေကွန်းတစ်ခုမြတ်စွာဘုရားကလည်းမငင်းဆိုဘူးတဲ့တကယ်တော့မြတ်စွာဘုရားတက္ကတိုင်းကပိလဝမြို့ကသုတ္တရဏမင်းကြီးနဲ့မေရမာယတို့ရဲ့သားဆိုတာအလုံးကသိနေကြတယ်အခုသူတို့သားပါဆိုအမေသစ်အဖေသစ်တွေကပေါ်နေပြန်ရဟန်းတော်တွေကနားလည်နိုင်စွာမရှိကြတော့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကတန်တရားဘဝဟောင်းအကြောင်းကိုနည်းနည်းရှင်းပြလိုက်အခုဇလန်းနဲ့ဆက်တာပဲเนาะတန်တရားဘဝကိုကြည့်လိုက်မယ်ဆိုရင်တဲ့ဒီနကုလပိတာတကကြီးဟာမြတ်စွာဘုရားရဲ့အဖေဖြစ်ခဲ့တာဘဝ900တဲ့ဒါဆက်တိုက်ဖြစ်တာအဲ့တော့ဘဝ900ကတန်တရားကပေးတဲ့အချစ်ဆိုတော့တန်ရောစဉ်ဆိုတာလူလုံးပြတ်နိုင်သူ့သားအနေနဲ့ဆက်ဆံလာရတာဘဝပေါင်း900တဲ့အဲ့တော့အဖေဘဝတွေမဲ့ဘဝပေါင်း900ရှင်းနေမှုပါနောက်တစ်ခါအဖေတော့မဟုတ်ဘူးယဉ်နေတဲ့တဲမှာအဖေရဲ့အကိုသို့မဟုတ်အဖေရဲ့ညီဦးကြီးဦးလေးပေါ့ဦးကြီးဘွားလည်းပဲ900ဦးလေးဘွားနဲ့900ဘဝပေါင်း1500သူတို့လက်ထက်မှာဘုရားလောင်းဟာမြတ်စွာဘုရားရဲ့ဘွားဟာတန်တရားမှာနေခဲ့တာဆိုတော့ရှင်တဲ့နှလုံးထဲမှာရောက်နေတဲ့
တန်တရားကဖြစ်လာတဲ့တန်ရောစဉ်ဘဝပေါင်း1500တန်ရောစဉ်တွဲလာခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မို့သူတို့သားပါလို့ဆိုပြောတာတကယ်စိတ်ခံစားချက်တွေအဲ့လိုဖြစ်ရနောက်ငကုလမိတာမာတာတက္ကမကြီးကလည်းရသော်ဘုရားရဲ့မိခင်ဘဝအတိတ်တုန်းကဘုရားလောင်းဖြစ်စဉ်ကဘဝပေါင်း900ဇက်တိုက်မိခင်ဖြစ်ခဲ့တယ်အဲ့ဒီကလေးကသူ့သားဆိုတာတာယောဇဉ်ကတော့တန်တရားကဖြစ်ပေါ်လာတဲ့အချိန်ချင်းသားတော့ခဲ့ရတဲ့မိခင်တူအနေနဲ့သူ့သားလို့တဏ္ဍဆွဲတာဒါသဘာဝကျတဲ့အရာတစ်ခုပဲဖြစ်တယ်မိခင်ဘဝပေါင်း900ဇက်တိုက်ဖြစ်တယ်မိခင်တို့တန်ရောစဉ်ဖြစ်ကြတယ်အမေဖြစ်သူရဲ့ကြီးတော်အမေဖြစ်သူရဲ့အငယ်အတော်ဘဝ900စီရှိသေးတယ်အလုံး1500ငကုလပိဋကမကြီးရဲ့လက်ထက်မှာလည်းပဲတန်တရားမှာဘဝပေါင်း1500ရသော်ဗျာကြီးပြင်းခဲ့ရတယ်တခါတရံကြတော့လူတွေဟာထပ်ပြီးတော့ဖြစ်ကြတယ်ထပ်ပြီးဖြစ်တယ်ဘဝနိကန္တိဆိုတာရှိတယ်နိကန္တိဆိုတာတွေ့တာမှုကိုပြောတာဘဝတစ်ခုမှာဆုံးဖြတ်ပေးတာတခါတရံကံကနေဆုံးဖြတ်ပေးတာမဟုတ်ပဲနဲ့နိကန္တိကဆုံးဖြတ်ပေးတာတယ်နိကန္တိဆိုတာကြိုက်နှစ်သက်မှုတဏှာကိုပဲခေါ်တာပါအကြိုက်လို့ပြောရမှာလူတွေမှာကြိုက်နှစ်သက်မှုရှိတယ်ဒါကြောင့်မို့လို့တယောက်နဲ့တယောက်အကြိုက်မတူကြတာတွေလည်းရှိမှာပဲဘဝမှာကိုကြိုက်တာကိုနှစ်သက်တာတွေဟာရှိနေတတ်တယ်ပေါ့အတိတ်ဘဝကြိုက်ခဲ့တဲ့ဟာမျိုးဆိုလို့ရှိရင်လေဒီဘဝမှာတဏ္ဍဆွဲကြိုက်ကြတယ်နှစ်သက်ကြတယ်ထေသားနဲ့ပတ်သက်ပြီးတော့လည်းကြိုက်နှစ်သက်တာရှိတယ်လူနဲ့ပတ်သက်ပြီးတော့လည်းပဲရှိတယ်စဉ်းစားမိကြပါလိမ့်မယ်တခါတရံတခါမှမမြင်ဘူးပဲမဲ့လို့ပထမဆုံးစမြင်ရတဲ့ပုဂ္ဂိုလ်တောင်မှပဲစိတ်ထဲမှာယဉ်နှီးခင်မင်သွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့မသိမသာအကြောင်းအရာကိုတော့မသိဘူးဘာကြောင့်ခင်မင်တယ်လို့တော့မသိဘူးသို့တော့သူ့ရုပ်သူ့ရဲ့အပြောဆိုသူ့ရဲ့ဟန်မူရာကကိုယ်နဲ့ယဉ်နှီးနေသလိုဖြစ်တယ်ခံစားရတတ်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ဘဝတန်တရားမှာနှီးခဲ့တယ်လို့ပြောဆိုလို့ရတယ်ပေါ့တန်တရားဘဝတုန်းကအလွန်နိကကဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တချို့ပုဂ္ဂိုလ်တွေကြတော့မြင်တာနဲ့တွင်အမြင်ကတ်တာမျိုးလည်းဖြစ်တတ်တယ်လူမြင်လိုက်တာနဲ့အမြင်ကတ်နေတာဘာကြောင့်လဲလို့မဟုတ်ဘူးလူတိုင်းမှာအဲ့ဒါမျိုးရှိတတ်တယ်ဒီကောင်မျက်စိတည်းမတည့်ပါဘူးလူမြင်တာနဲ့ကိုအမြင်ကတ်နေတယ်တချို့ကဘာကြောင့်မှမဟုတ်ဘူးအဲ့ဒါလည်းပဲနောက်ကြောင်းကတစ်ချိန်လုံးကမတည့်ခဲ့တဲ့ပုံကိုယ်တွေဖြစ်တတ်တယ်တချို့ကျတော့လူမြင်လို့ကြောက်တာလည်းရှိတယ်သူ့မြင်တာနဲ့ပဲသူ့အကြည့်ကိုကြောက်တာလည်းရှိတယ်အဲ့ဒါလည်းရန်သူဖြစ်ခဲ့တာတွေဖြစ်မယ်ချိန်တော့အနိုင်ကျင့်ခဲ့တဲ့လူတွေရန်သူတွေဖြစ်ခဲ့တယ်လူတွေမှာတန်တရားကပါလာတဲ့စိတ်ဆွဲလန်းမှုဆိုတာအမှန်တမ်းပြင်းထန်တယ်ဒါတွေကစိတ်ဆွဲလန်းမှုတွေကရုပ်ပုံထီအောင်ပေါ်လာတဲ့တစ်ခါကြတော့ဆိုပါစို့လူတယောက်ဟာလက်ဖြတ်ခံရလို့သုံးဖို့ကြိုးတုပ်ခံရပြီးသေသွားလို့ရှိရင်သူ့ရဲ့စိတ်ဆွဲလန်းမှုကကြိုးတုပ်ထားတယ်လို့စိတ်ထဲမှာဖြစ်ပြီးကြိုးတန်းလန်းနဲ့သူကသေရတယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းပဲကြိုးတုပ်ရွက်ကလေးလာမွေးတဲ့ဟာမျိုးတွေရှိတတ်တယ်အဲ့ဒါဘာကြောင့်လို့ပြောမယ်ဆိုရင်တော့စိတ်ဆွဲလန်းမှုလို့ပဲပြောရမှာဖြစ်တယ်စိတ်ဆွဲလန်းမှုကအလွန်ပြင်းနေတကယ်တုတ်ထားတာမဟုတ်ပြီမဲ့လို့တုတ်ထားတယ်လို့စိတ်ထဲမှာခံစားရရင်အဲ့တုတ်ထားတာလေးတွေဖြစ်တတ်တယ်တချို့လဲအမှတ်ကလေးလုတ်ပေးလိုက်လို့ရှိရင်နောက်ဘဝမှာအမှတ်တွေ့တယ်လို့လည်းပြောချတယ်ပေါ့နော်
မှတ်သားပေးလိုက်ရင်မှများသောအားဖြင့်ဒါတွေကစိတ်ဆွဲလန်းမှုတွေလို့ဆိုရမှာပဲဖြစ်တယ်ကိုယ့်ရဲ့စိတ်ဆွဲလန်းမှုကြောင့်မို့လို့လူဟာပုံပေါ်တတ်တယ်လို့မိခင်လှုပ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဆွဲလန်းမှုကြောင့်လည်းပဲရုပ်ပြောင်းတတ်တယ်ဒါဇလန်းနေတွေ့ဘူးပါလိမ့်မယ်အင်္ဂလန်ကအမျိုးသမီးတယောက်သူ့ခန်းထဲမှာနီဂရိုးပုံကြီးချိတ်ထားတယ်အသားမဲကျုပ်နဲ့နီဂရိုးပုံကြီးချိတ်ထားအဲ့တော့အခန်းထဲမှာဘာလို့မဟုတ်ဒီရုပ်ပုံကြီးချိတ်ထားတော့အဲ့ဒီပုံကြီးကိုကြည့်ပြီးတော့ကျိုင်းနေတဲ့သဘောတော့မဟုတ်ဘူးစိတ်ဆွဲလန်းမှုဖြစ်သွားတယ်ဒါကြီးကမျက်စိတွေကမထွက်ဘူးအဲ့ဒီမျိုးသမီးကမွေးဖွားလာတဲ့အခါမှာအဲ့ဒီနီဂရိုးရုပ်ဖြစ်နေတယ်ဆိုနောက်ဆုံးမှာစနီးမောင်နှံကွယ်တော့မဲ့အနေအထားမျိုးထိရောက်သွားတဲ့အခါတကယ်ချင်းလှုပ်တဲ့ဆရာအောင်ကစိတ်ဆွဲလန်းမှုကြောင့်လည်းဒါမျိုးဖြစ်နိုင်တယ်ဆိုတာရှင်းပြမှာတန်တရားကင်းသွားကြတယ်ဘုန်းကြီးတို့ရွာမှာနေမယ်ကလေးမတယောက်ကမွေးလိုက်တဲ့သား2ယောက်ဟာစပင်းဖြူနဲ့ဒီကျင့်အယောင်ဥရောပယုံမျိုးမွေးထားတာ2ယောက်ရှိတယ်တကယ်ကိုဥရောပယုံပဲစပင်းကလည်းဖြူနဲ့အသားကလည်းဒီကျင့်နဲ့ဗမာယုံမဟုတ်ဘူးမျက်လုံးကလည်းခပ်ပြပြအဲ့တော့ဘယ်လိုလုပ်ပြီးတော့အမေဗမာအဖေဗမာတောဆိုတော့ဘယ်မှလည်းရောက်တာမဟုတ်ဘူးဘာဖြစ်လို့ဒီယုတ်ကြီးဖြစ်ရတယ်လဲလို့ဆိုတဲ့အခါမှာအကြောင်းတစ်ခုရှိတာဗမာပြည်ကိုငှက်ပြားယောဂါနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားဆရာဝန်ကြီးတွေကလာပြီးတော့ဆေးထိုးတယ်အဲ့မြေရိုးတယောက်ငှက်ပြားဒေသတွေလိုက်ပြီးတော့ဆေးထိုးတဲ့အခါမှာအဲ့သူတို့ရဲ့မိခင်လောင်းအမျိုးသမီးကဒီနီဆက်လူကြီးတွေနိုင်ငံသားကြီးတွေမကြည့်ရဲဘူးကြောက်တယ်ဘုန်းကြီးတို့ငယ်ငယ်တော့လူကြီးတွေ၆ထားတာကလားကြီးလာပြီကလားကြီးလာကလားဆိုကြောက်နော်၆ထားတော့ကလားဆိုကြောက်တယ်အခုလည်းဒီနီဆက်လူကြီးတွေမြင်တဲ့အခါကျတော့သူကြောက်တာကြောက်တော့ဆေးထိုးရဖို့ခေါ်တဲ့အခါမှာမလာဘူးပုံနေတာအဲ့ဒါရွာလူကြီးတွေကအိမ်ထဲကဆွဲထုတ်ပြီးတော့အတင်းထိုးခိုင်းတဲ့အခါမှာကြောက်နဲ့သူဆေးထိုးလိုက်ရပြီအဲ့ဒီလူကြီးတွေဥရောပသားကြီးတွေပြင်သစ်ကြီးတွေရဲ့ရှုပ်ပုံကြီးတွေမျက်စိတွေမှာဆွဲထင်နေတယ်သူမွေးလိုက်တဲ့ကလေးတွေက2ယောက်စလုံးအဲ့ဒီပုံစံဖြစ်လာအခုတော့ရှိသေးတယ်ထင်တယ်အဲ့လူတွေအဲ့ဒါတောမှာဖြစ်တာနော်အဲ့တော့စိတ်ဆွဲလန်းမှုဆိုတာဒါမိခင်ရဲ့စိတ်ဆွဲလန်းမှုကတော့ဒီလောက်အကျိုးသက်ရောက်လို့ရှိရင်ကာယကံရှင်တယောက်ရဲ့စိတ်ဆွဲလန်းမှုဟာတိတဲ့ပိုပြင်းထန်စရာရှိတယ်ပေါ့အဲ့တော့ဘဝဆိုတာအဲ့ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့လူတွေဟာဒါကြောင့်မို့အချင်းစရိုက်တွေကစပြီးတော့တုံးနဲ့တူမတူထူးခြားမှုတွေဖြစ်လာတယ်ကိုယ်တဏ္ဍမှာမကောင်းတဲ့အချင်းစရိုက်တွေရှိရင်ဒီဘဝမှာကြိုးစားပြီးတော့ပြုပြင်ကြအောင်မပြုပြင်မှုဆိုရင်ဒီအကျင့်စရိုက်ကြီးကဝါသနာဆိုပြီးတော့လက်ခံပြီးတော့နေလို့ရှိရင်နောက်ဘဝမှာလည်းမကောင်းတဲ့ဝါသနာတွေပါသွားနိုင်တယ်ကောင်းတဲ့ဝါသနာလည်းပါသွားနိုင်တယ်ပေါ့အဲ့တော့လူရဲ့စိတ်ဆိုတာအမှန်မှထူးဆန်းတယ်ပေါ့နော်အဲ့လိုဖြစ်တတ်တယ်ပေါ့မေတ္တာနဲ့အတူတူဆက်ဆက်ပြီးတဲ့ပုဂ္ဂိုလ်တွေကတော့အမေလိုဖေလိုညီလိုကိုလိုမောင်နှမလိုတချို့ကအမျိုးမတော်ဘဲနဲ့ခင်မင်းနေကြတာတွေရှိတယ်လေဆွေမျိုးတဲ့တောင်ခင်သေးတယ်ချို့ကြတော့ဆွေမျိုးချင်းလည်းသိမခင်ဘူးညီကိုမောင်နှမချင်းတောင်မခင်တာတွေရှိတယ်မတည့်ကြအောင်ညီကိုမောင်နှမချင်းတောင်စကားမပြောတဲ့လူတွေရှိတယ်တစိမ့်တရားကြတော့သွားပြီးတော့ခင်မင်းနေကြပြန်အဲ့ဒါတွေကအတိတ်ကနောက်ခံအကြောင်းတစ်ခုရှိတယ်လို့တို့ပဲမှားရမှာဖြစ်တယ်။ရှိလျားလျက်တဲ့တန်တရားမှာဘဝမှာအမျိုးစုံတွေ့နိုင်တာတော့
ဒါထုံးစံပါပဲအဲ့တော့မျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်တွေးလာလို့ရှိရင်မြတ်စွာဘုရားရဲ့သုံးသင်ဆုံးမချက်ကြကိုယ်ကသိရမှာတော့လောကမှာအမျိုးသားတဲ့ဆိုရင်အဖေမတော်ဘူးတဲ့လူမရှိဘူးညီမတော်ဘူးတဲ့လူမရှိဘူးအကိုမတော်ဘူးတဲ့လူမရှိဘူးတော်တူတော်ဘူးကြမှာပဲသာသမီမတော်ဘူးတဲ့လူမရှိဘူးသားမတော်ဘူးတဲ့ပုဂ္ဂိုလ်မရှိဘူးသားတော်ဘူးမှာပဲအမျိုးသမီးတဲ့ဆိုလို့ရှိရင်လေအမေတော်ဘူးမှာပဲညီမတော်ဘူးမှာပဲအမတော်ဘူးမှာပဲသမီးတော်ဘူးမှာပဲလို့အဲ့ဒီလိုစဉ်းစားလိုက်တာနဲ့တပြိုင်နက်မေတ္တာသက်ရောက်မှုဖြစ်သွားပြီလောဘဒေါသစိတ်ရိုင်းများကိုအတော်အသင့်တားဆီးနိုင်သွားတာဖြစ်တယ်ပေါ့တန်တရားကြီးကရှေ့ကြားနေသည့်အတွက်ကြောင့်ဒီအတွေးဟာလွယ်မတဲ့အတွေးတော့မဟုတ်ဘူးမှန်ကန်တဲ့အတွေးဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဆိုတာပေါ့နော်အဲ့လိုရှေ့နေရတဲ့တန်တရားမှာအခုလိုဖြစ်တာအဆမ်းမဟုတ်ဘူးဒါကြောင့်မို့ဘဝမှာကြုံတွေ့လာပြီဆိုလို့ရှိရင်သင်္ခါရတရားတွေနဲ့ပတ်သက်ပြီးတော့ဒါလောက်ရှိနေရတဲ့အတွေ့အကြုံတွေလွန်များပြီးတော့အကြိမ်ကြိမ်ထပ်ထပ်အကြောင်းထပ်နေတဲ့ဘဝခရီးတွေကိုညှင်းငွေဖို့သင့်ပြီတွေ့တာမှုကင်းပြတ်ဖို့သင့်ပြီတန်တရားကလွတ်အောင်ကြိုးစားဖို့သင့်ပြီလို့ဒီသုတ်တန်နေအလုံးကိုအခုလိုပဲမြတ်စွာဘုရားကဒီကုန်းချုပ်ခေါ်ခဲ့တာဖြစ်တယ်20မြောက်နောက်ဆုံးသုတ်ကတော့မကြခင်ကတခါဟောခဲ့ဘူးတဲ့ဒီဟာသူ့ယူရဲ့တသုတ်ထဲဟောထားတယ်အဲ့တော့အခုနဝတကဒေသနာမှာဒီသုတ်လေးကိုထပ်ပြီးတော့ဟောပြမယ်ဆိုရင်သူကသမိုင်းကြောင်းခတ်ဆန်လာအခုဗမာပြည်သမိုင်းမှာလည်းပဲရှိကြတယ်လေပကံသွားလို့ရှိရင်စိတ်ခံစားရတဲ့ပုဂ္ဂိုလ်တွေရှိတယ်ပကံရောက်သွားလို့ရှိရင်ပကံသမိုင်းမှာပတ်ဝင်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကပကံရောက်တိုင်းစိတ်ခံစားကြရတယ်သူတို့ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာတော့သိကြမှသိမှာပကံရောက်ရင်လွမ်းသလိုလိုဆွေးသလိုလိုနဲ့နေဘူးသလိုလိုဆိုရဲစိတ်ခံစားမှုတွေနဲ့အများကြီးဖြစ်ခဲ့ကြတယ်ဖြစ်တဲ့လူတွေရှိတယ်ပေါ့နော်အခုဒီနောက်ဆုံးသုတ်တန်ကမြတ်စွာဘုရားရာဇဂုပြည်ခေစကုတ်တောင်မှာတောအကြောင်းမှာသတင်းသုံးနေထိုင်စဉ်ရဟန်းနေပြီကိုဟောတာဖြစ်တယ်တန်တရားရှိလျားတဲ့အကြောင်းပဲဟောတာပဲဖြစ်တယ်ဒီဗဒ္ဒကဘာမှာရှိတဲ့အပြောင်းလွဲတွေဗမာပြည်မှာလည်းကြည့်လိုက်မယ်ဆိုရင်အပြောင်းလွဲတွေဟာဓမ္မများတယ်ယမအစတကောင်ကလို့ဆိုတဲ့နေရာမှာအခုဒီကနေ့ခေတ်တွေ့ရတဲ့တကောင်ကအေယာဝတီမြစ်ရဲ့ရှေ့ဘက်ရောက်တယ်ဟိုရှေ့တုန်းကတကောင်ကအေယာဝတီမြစ်ရဲ့နောက်ဘက်မှာမြစ်ကြောင်းပြောင်းသွားတယ်လို့ဒီလိုဆိုကြတယ်ပြောင်းလဲမှုတွေတော့ရှိတယ်ပေါ့ဒါမှန်တယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကရွာနာမှာမြစ်ကြောင်းကအိမ်ရှိနားမှာကတ်နေတာအခုတော့အိမ်နဲ့တော်ဝေးသွားတယ်ရွာနဲ့တော်ဝေးသွားတယ်မြစ်ကြောင်းတွေပြန်နေဆိုတာအဗဓမ္မထင်ရှားတယ်ကိုမွေးတဲ့ဒေသမှာပြန်ကြည့်လိုက်မယ်ဆိုရင်ဒုတိယကမ္ဘာစစ်အတွင်းကကိုင်းတော်တွေကြီးကျယ်ရှိတဲ့လက်ပံမင်းကြီးတွေကြီးတွေရှိတယ်တစ်ပင်ကြီးတွေကြီးတွေရှိတယ်ညဆိုလို့ရှိရင်စီကြုံနေကိုင်းတော်တွေကြားခွေးအားအော်တဲ့အတန်တွေကြားနေရတယ်ဒီနေ့ခေတ်သွားကြည့်လိုက်လို့ရှိရင်ကိုင်းမင်းဆိုတာဒီဟာလို့ပြောရမှာတော့ရှားသွားအောင်ရေပြင်းကြီးကကွင်းမြင့်ကြီးဖြစ်သွားတယ်ကွင်းမြင့်ကြီးဖြစ်ပြီးတော့အကုန်လုံးဟာစိုက်ခင်းနေဖြစ်သွားတယ်ပြောင်းလဲသွားပြီဘယ်တော့မှမကြသေးခင်ပြောင်းသွားတာဒါတွေကဟ
ိုးရှိတော့ကဘုန်းကြီးတို့ရွာရဲ့ရှေ့ဘက်ဟိုဘက်ကန်းကရွှေကုန်းနိုင်ဆိုရွာရှိတယ်အဲရွှေကုန်းနိုင်ရွာပြင်ထွက်လိုက်တာနဲ့တော့ကြီးတွေရှိတယ်လူတွေအထင်းခွေတဲ့အဲ့ဒီတော့တဲ့သွားခွေရအခုဆိုလို့ရှိရင်တောင်ကြီးရောက်သည့်ထိုင်အောင်ပြောင်းတလင်းခတ်နေတယ်ဘာမှမရှိတော့သစ်ပင်ကိုမရှိတော့တောင်ပေါ်ကသစ်ပင်နေတောင်တစ်ဖြည်းဖြည်းကုန်လာဘယ်နေရာမှသစ်ပင်နေရာအုပ်ဆိုင်နေတာမရှိဘူးပြောင်းလဲမှုတွေလို့ပြောရမှာဖြစ်တယ်ခန့်ငယ်တုန်းကတောင်ကြီးကိုတစ်ခါရောက်တယ်ကိုရင်မဝါတုန်းကညောင်ရွှေရောက်ရင်တောင်ကြီးသွားတယ်ညောင်ရွှေရောက်တယ်ယထာနဲ့သွားတယ်အဲ့ဒီတုန်းကဆိုရင်ယထာလမ်းပေးမှဆိုရင်သစ်ပင်ကြီးတွေမော့ကြည့်လောက်အောင်ကြီးတယ်ပေါ့ကလောတို့ဘာလို့ဆိုထေးဥပင်ကြီးတွေကြီးတယ်ကနေခိတ်သွားကြည့်ရင်မရှိတော့ဘူးအဲ့ဒါပြောင်းလဲမှုတွေဆိုတာဘဝအတွင်းမှာပဲအများကြီးပြောင်းလဲသွားတယ်အဲ့တော့မြတ်စွာဘုရားကဒီဗဒ္ဒကဝမှာနေမယ်ဖះငါးစုပွင့်နေဗဒ္ဒကဝမှာကောရမြတ်စွာဘုရားရဲ့အရင်ပွင့်သွားတဲ့ဖះသုံးစုကကုသဏမြတ်စွာဘုရားကောရကမဏမြတ်စွာဘုရားနဲ့ကတ္တဝမြတ်စွာဘုရားအဲ့ဒီသုံးစုပွင့်သွားတဲ့ကောရမဘုရားလက်ထက်အခြေအနေဟာအကြီးကျယ်ပြောင်းလဲသွားတယ်ဆိုတာကိုဒီသုတ်တန်ကဟောထားတာပဲဖြစ်တယ်ဒါကဒီနေရာကိုကြည့်ပြီးအမှန်တမ်းထူးခြားတဲ့အနေအထားမျိုးတွေသမိုင်းကြောင်းကြည့်လိုက်ပဲဆိုရင်ရှေးတုန်းကရန်ကုန်ဆိုတာတကုံဆိုတဲ့မြို့သေးသေးလေးပဲလေပင်လယ်ကမ်းစပ်မှာရှိတဲ့တကုံဆိုတဲ့မြို့သေးသေးလေးပဲဟန္တာဝရီဆိုတဲ့ပဲခူးကလည်းပဲပဲခူးမြို့မဖြစ်ခင်တုန်းကဆိုရင်ငှက်တောင်မှဟင်းသာရိတောင်မှပဲတကောင်ပဲနားလာတယ်လို့ဆိုတာပဲကုန်းကအဲ့တော့ပြောင်းလဲနေတာပေါ့ပြောင်းလဲလာတဲ့အနေအထားတစ်ခုပြောပြတာဘယ်နေရာပဲဖြစ်ဖြစ်စင်တာဝရပြောင်းလဲနေတဲ့အရာတွေကြီးပဲအင်္ဂလိပ်လက်ထက်တုန်းကရွှေကုံဖျားပေါ်မှာကြားတက်တယ်ဆိုတာငယ်ငယ်တော့ကြားခဲ့ဘူးတယ်ပေါ့ရွှေကုံဖျားကြားတက်တာ9ရက်မြကြာဆိုကိုရာရီတနတ်နဲ့ပြစ်လို့ကြားသိသွားတယ်ဆိုတဲ့အကြောင်းငယ်တော့ကြားဘူးတာပြောတာနော်အဲ့တော့ခဏကကြားတက်ဖို့မပြောနဲ့ရွှေကုံဖျားဆိုတာဥဒ္ဓမပြောင်းလဲသွားပြီတော့မဟုတ်တော့ဘူးအဲ့ရွှေကုံပတ်ဝန်းကျင်ကအရင်တော့တောရကြောင်းနေကြီးပဲဒါပေမဲ့နာမည်ကခြားတော်ရတို့အလဲတော်ရတို့အဲ့လိုခေါ်တာတကယ်တော်တွေပဲတော့ကလေးကြီးပြောင်းသွားတာကြည်လိုက်ပေါ့ရွှေကုံကမျိုးလေလို့ဖြစ်နေအဲ့တော့မကြခင်ပဲပြောင်းလဲမှုတွေဆိုတာရှိတယ်ဒီဖះလက်ထက်မှာနေမယ်နှစ်တောင်မှပဲလူတယောက်ရဲ့သက်တမ်းတော်မကုန်းခင်ပြောင်းလဲမှုတွေကအကြီးကျယ်ဖြစ်သွားတယ်ဆိုတာအမှန်တမ်းထင်ရှားအစစအရာပြောင်းလဲတာအခုမကြခင်လေးတွေပဲကြည့်ပဲဆိုရင်ဘုန်းကြီးတို့ဘဝထဲမှာပဲအရင်တော့အေရဝတီတိုင်းနဲ့အကြောင်းကုန်းတို့ပသိမ်တို့သွားမယ်ဆိုလို့ရှိရင်သင်္ဘောနဲ့တညလုံးစီးရတယ်နောက်တည့်ကျမှကံကောင်းရင်စောစောရောက်တယ်လို့မို့ဆိုမရောက်ဘူးပသိမ်သွားရင်ဗန္ဓုလတို့ဗန္နကတို့ဆိုတဲ့သင်္ဘောတွေစီးတညလုံးစီးရတာမနေ့ကျမှရောက်တယ်ဟောကနေ့ခေတ်ကြတာအဲ့လိုမဟုတ်တော့ဘူးလေကားနဲ့2နာရီ3နာရီအတွင်းရောက်သွားပြီဒါလည်းပြောင်းလဲမှုတွေလို့ခေါ်တာပဲကြီးကျယ်ပြောင်းလဲသွားတာပဲအေရဝတီတိုင်းကလူတွေကအရင်တော့ကအေရဝတီတိုင်းမှာအပြောတစ်ခုရှိတယ်တနေရာနဲ့တနေသွားရင်ခုချိန်သွားရင်ရေမမီတော့ဘူးခုချိန်သွားရင်ရေမီသေးတယ်ရေမီတယ်ရေမမေဘူးဆိုတဲ့အသုံးဟာကနေပြောက်သွားပြီဘုန်းကြီးတို့ငယ်တုန်းကကြားခဲ့သေးတယ်ဒီချိန်သွားလို့မမီတော့ဘူးဆိုတာချောင်းနေမြောင်းနေတယ်မှရေကိုမီအောင်သွားရတယ်ရေထဲရေကြ
ရှည်ချနဲ့တွေးနေလို့ရှိရင်သွားလို့မရတော့အခုခေတ်တော့ရှည်တဲ့ရေချဆိုတာစကားနဲ့တော့ထဲ့မပြောကြတော့ပါဘူးပြောင်းလဲမှုတွေလို့ဆိုလို့ရပေါ့နော်အဲ့ဒါလိုပဲမြတ်စွာဘုရားကတန်တရားကြီးရဲ့ရှင်လျာခြင်းကြောင့်ပြောင်းလဲတဲ့သဘောတရားတွေကိုဟောတာဒါသင်္ခါရတရားရဲ့မမြဲမှုဆိုတာဒီလိုစဉ်းကျင်စဉ်းစားတာလည်းပဲဝိပဿနာဉာဏ်ရဲ့အခြေခံဖြစ်တယ်တို့ငယ်ငယ်တုန်းကဘလို့အခုကျတော့ဘလို့ตายရတဲ့အနေနဲ့တော့မကြည့်နဲ့နော်ตายရတဲ့အနေနဲ့မဟုတ်ဘူးမတည်မြဲတဲ့သဘောနဲ့ကြည့်မယ်ဆိုရင်ဝိပဿနာဖြစ်ပါတယ်ဝိပဿနာဉာဏ်ဖြစ်ဖို့ရအတွက်ဒီလိုစဉ်းစားတာကောင်းတယ်ဝိနည်းမှာဆိုလို့ရှိရင်ယဟန်နေตายရတဲ့အနေနဲ့ကိုမျက်နှာကိုမှန်တယ်မှမကြည့်ရဘူးလို့ဟောထားတယ်သို့တော့မှန်ကြည့်ပြီးတော့ငါတော်တော်အိုသွားပါပြီလားလို့တန်ဝေကားနဲ့ကြည့်ရင်တော့ကြည်ကောင်းမြန်ရောဆိုလိုတာကအကုသိုလ်ဖြစ်မဲ့ဆိုရင်တော့ဘယ်ဟာဖြစ်ရှောင်ကုသိုလ်စိတ်နဲ့ဆိုရင်တော့လုပ်လို့ရတယ်လို့ဆိုလိုတယ်သဘောကအဲ့တော့မှန်ကြည့်ပြီးတော့ကိုယ့်ကိုตายရတဲ့အနေနဲ့တော့မကြည့်နဲ့တဲ့တန်ဝေကားအနေနဲ့ကြည့်လို့ရတယ်လို့ဆိုလိုတယ်ဒါကြောင့်မို့ပြောကြတာနဲ့တချို့ကပွဲတော်မှာတန်ဝေကားနဲ့ကြည့်ပြီးတော့မကြည့်တတ်တော့တဏှာကြည့်တတ်တော့ဘာဝနာဆိုပြီးပွဲကြိုက်တာလားဘာလားမသိပါဘူးအဲ့လိုလုပ်သေးတယ်သို့သောများသောအားဖြင့်ပွဲကြည့်တဲ့အခါမှာဘာဝနာနဲ့ကြည့်နိုင်ဖို့ဆိုတာတော်တော်ရင်းကျက်မှပဲကြည့်နိုင်မှာတဏှာနဲ့ကြည့်ဖို့ရတော့အဲ့လိုမျိုးကြတော့ကိုယ့်ကိုထင်သေးဟိုတင်းပေါ့အထင်ကြီးပြီးတော့မလုံးသင့်ဘူးဥပမာပဲဆင်ကြီးတစ်ကောင်ကရေထဲမှာဆင်းပြီးတော့ငုံလိုက်ပေါ်လိုက်လှုပ်ပြီးတော့ဆင်ကြီးကကစားတာအဲ့ဆင်ကြီးတောင်မှဒီလိုကစားနိုင်သေးတာပဲငါလဲရေထဲဆင်းပြီးကစားအောင်မယ်ဆိုပြီးတော့ရှုံးတစ်ကောင်ကဆင်ကြီးမြုပ်လောက်တဲ့ရေထဲဆင်းရင်မြုပ်သွားမှာပေါ့သူကဆင်ကစားဆိုတော့သူပဲကစားလို့ရမလဲအဲ့ဒါလိုပဲမကြည့်တတ်တော့ကြည့်တတ်တော့ဘာဝနာဆိုရင်တကယ်ကမ္မထမ်းရေးကျက်နေတဲ့ပုဂ္ဂိုလ်တွေကြည့်ရင်တော့ဘာဝနာဖြစ်ကောင်းဖြစ်မယ်မရေးကျက်တဲ့ပုဂ္ဂိုလ်သွားကြည့်ရင်တော့တဏှာဖြစ်ဖို့ကပုံများတယ်ပေါ့အဲ့ဒါမျိုးအတုမယူရဘူးလို့ပြောတာတုမယူရဘူးပြောတာအဲ့တော့ကိုယ်ထာနဲ့ကိုယ်တိုင်းတာနဲ့ကိုယ်ပဲလောက်ကြမှာဖြစ်တယ်အဲ့တော့ဒီသုတ္တမှာမြတ်စွာဘုရားကတန်တရားအလွန်ရှင်းနေလို့တဲ့ဝေဘုံလတောင်ကြီးကိုကြည့်ပြီးတော့ဟောတာမြတ်စွာဘုရားရှင်းတော့ငါတဲ့ဒီဝေဘုံလတောင်ကြီးကိုဝေဘုံလလို့မခေါ်ဘူးတဲ့ပါစိနဝန္တာလို့ခေါ်တယ်တဲ့နာမည်ပါပြောင်းသွားတာနော်ပါစိနဝန္တာလို့ခေါ်တယ်ဟုတ်တယ်ရန်ကုန်ကလည်းတကုံလို့ခေါ်တာရန်ကုန်မခေါ်ဘူးအလောင်းမင်းတရားဥအောင်စီရရန်ကုန်ကိုသိမ်းပြီးတော့မှရန်ကုန်လို့နာမည်မဲ့တာငကိုယ်တော့တကုံပဲအဲ့ဒီမှာဝေဘုံလတောင်ကြီးရဲ့အမည်ကပါစိနဝန္တာလို့နာမည်ပေးတယ်တဲ့အဲ့ဒီခေတ်ကဒီဒေသမှာနေတဲ့လူတွေကတိဝရဆိုတဲ့လူမျိုးတွေနေကြတယ်တဲ့အဲ့ဒီတိဝရလူမျိုးတွေရဲ့သက်တမ်းကအနှစ်4000အသက်ရှည်ကြတယ်အဲ့ဒီအချိန်မှာတိဝရလူမျိုးတွေဟာ4000နဲ့မှမွေးဖွားပြီးတော့ဒီပါစိနဝန္တာတောင်ကိုတက်တဲ့အခါမှာ4ရက်တက်ပြီးတော့4ရက်ပြန်ဆင်းရတယ်အတက်4ရက်ဆင်း4ရက်တောင်ကြီးကဘယ်လောက်မြင့်လဲဆိုတာစဉ်းစားဖို့တောင်ထိပ်ရောက်ဖို့အတွက်4ရက်တက်ပြန်ဆင်းရင်လည်း4ရက်အဲ့ဒီအချိန်မှာကကုသန္တမြတ်စွာဘုရားပွင့်ခဲ့တာတဲ့အဲ့ဒီခေတ်ကကုသန္တမြတ်စွာဘုရားပွင့်ခဲ့တယ်ကကုသန္တမြတ်စွာဘုရားရဲ့
လက်ဝဲရန်လက်ရရန်အကတဝကတပိနှစ်ပါးကလက်ရရန်ကရှင်ဝိတုရလက်ဝဲရန်ကရှင်သင်္စီဝါဆိုရအကတဝကနှစ်ပါးရှိတယ်တဲ့မြတ်စွာဘုရားဒီလိုပြောပြီးတော့ကဲကြည့်ကြစမ်းနဲ့ယဟန်တွေကိုပြောပြဒီတောင်ကြီးရဲ့နာမည်ပါစိနဝန္တဆိုရအမည်လည်းပျောက်သွားပြီတဲ့မရှိတော့ဘူးလူတွေလည်းအကုန်သေးကုန်ပြီတဲ့မြတ်စွာဘုရားလည်းပြိဋိဘဆံသွားပြီတဲ့ကဥဒ္ဒနာမြတ်စွာဘုရားဧဝံအနိစ္စဘိက္ခွေသင်္ခါရသင်္ခါရတရားတွေဟာအဲ့ဒါလို့ကိုမမြဲတာတဲ့ဧဝံအတုဝဘိက္ခွေသင်္ခါရသင်္ခါရတရားတွေဟာအဲ့ဒါလို့ခိုင်ခံ့တာမရှိဘူးဧဝံအနတ္တတိကဘိက္ခွေသင်္ခါရသင်္ခါရတရားတွေဟာသက်ရှုချောင်တာမရှိဘူးယာဝိစီရံဘိက္ခွေလမေဝသဗ္ဗသင်္ခါရေတုနိဗ္ဗိန္တိတောအလံဝိရိစိတောအလံဝိမုစိတောသင်္ခါရတရားတွေပေါ်မှာညီငွေဖို့ကြိုးစားတဲ့တွေ့တာမှုတွေဖြတ်ဖို့ကြိုးစားလွတ်မြောက်ဖို့ကြိုးစားကြလို့ဆိုဟုတ်တယ်လေပကံသွားလို့ရှိရင်လေဟိုငေးဒီငေးနဲ့ဟိုဟာကြည့်တာကြည့်ပြီးတော့ပြန်မလာနဲ့စဉ်းစားကြည့်လိုက်အရိမတနာပကံမြေကြီးကိုတည်သွားတာအနောရမင်းကြီးမရှိတော့ဘူးအခုဘယ်သူနေတော့အဲ့ဒီနောရမင်းကြီးမရှိတော့ဘူးနောရဘုရင်ရဲ့နောက်ဆက်ခံတဲ့မင်းတွေလည်းမရှိတော့ဘူးရှင်းတော့အရိမတနာဆိုတဲ့နာမည်နဲ့ခေါ်လာတဲ့အခုခေတ်တော့ပကံလို့ပဲခေါ်နေတယ်အဲ့တော့အရိမတနာဆိုတဲ့နာမည်နဲ့ပျောက်သွားပြီနော်ဘုရင်ကြီးလည်းတည်သွားပြီဖះတွေလည်းပြိုကျကုန်ပြီတော်များများပျက်စီးကုန်ပြီသင်္ခါရတွေကမမြဲပါလားလို့ပကံဖះဥသွားရင်အဲ့ဒါလို့စဉ်းစားခဲ့အဲ့ဒါလို့တွေးလာလို့ရှိရင်ဒါဝိပဿနာဉာဏ်ဖြစ်တယ်အဲ့လိုပဲစဉ်းစားမှာပဲဖြစ်တယ်နော်နောက်တစ်ခါမြတ်စွာဘုရားကဟောဒီဝေဘုံလတောင်ကြီးဟာတဲ့တစ်ချိန်တုန်းကဝင်္ကကတောင်လို့ခေါ်ခဲ့ကြသေးတယ်တဲ့လူမျိုးတွေကတော့ရောဟိတတဆိုတဲ့လူမျိုးတွေဒီနားမှာပတ်ဝန်းကျင်မှာနေကြတယ်သူတို့ရဲ့သက်တမ်းကတော့အနှစ်3000တန်းနဲ့ရောဟိတတလူမျိုးတွေဟာဝင်္ကကတောင်ကိုတက်တဲ့အခါမှာ3ရက်ကြာတက်ရတယ်3ရက်ကြာပြန်ဆင်းရတယ်တဲ့အဲ့ဒီအချိန်မှာကောဏဂမနမြတ်စွာဘုရားပွင့်တယ်ကောဏဂမနမြတ်စွာဘုရားရဲ့တာဝကနှစ်ပါးတော့ရှင်ပိယောသနဲ့ရှင်ဥဒ္ဒရနှစ်ပါးတို့ဟာလဲဝဲရနဲ့လဲရရန်ဖြစ်တယ်ယဟန်တို့စဉ်းစားကြည့်ကြအဲ့တော့ခေါ်ခဲ့တဲ့ဝင်္ကကဆိုတဲ့နာမည်လဲတောင်းရင်နာမည်ကလည်းပျောက်သွားပြီတဲ့အဲ့ဒီရောဟိတတဆိုတဲ့လူတွေလည်းမရှိတော့ဘူးကုန်သေးသွားပြီကောဏဂမနမြတ်စွာဘုရားလည်းပြိဋိဘံဆံသွားပြီဒါကြောင့်သင်္ခါရတရားတွေဟာဘယ်မှမမြဲဘူးလို့တမိုင်းကြောင်းကိုဖော်ပြပြီးမြတ်စွာဘုရားဒီသုတ်တံကိုဤစနစ်ပေးသွားတာနော်ဤစနစ်ပေးသွားအဲ့တော့ဘယ်နေရာရောက်တမိုင်းသိထားလို့ရှိရင်မန္တလေးရောက်ရင်မန္တလေးနန်းတော်ကြီးမြင်လိုက်လို့ရှိရင်အော်ဒီနန်းတော်ကြီးတည်သွားတာမင်းတို့မင်းကြီးလည်းမရှိတော့ဘူးယရဏပူရဆိုတဲ့နာမည်ယရဏပုံစားဆိုတဲ့နာမည်လည်းမရှိတော့ဘူးအဲ့တော့သီဘောမင်းနေတယ်သီဘောမင်းလည်းမရှိတော့ဘူးပြောင်းလဲသွားပြီအဲ့ခေတ်ကလူတွေလည်းတယောက်မှမရှိတော့ဘူးအလုံးဟာပြောင်းလဲကုန်ကြပြီလို့ဒါတန်ဝေခဖြစ်เสียအတွေ့လေးအမရပူရမြို့ရောက်တဲ့အခါကျတော့လဲစဉ်းစားကြည့်ပေါ့အမရပူရမြို့ကိုN.I. Whiteley အမရတီဆိုတဲ့အတိုင်း1144 N.I. Whiteleyအမရပူရမြို့လို့တဲတယ်အမရပူရဆိုတာအမရမသေးတဲ့ပူရမြို့မသေးတဲ့မြို့လို့ပြီးတယ်ဘိုးတော်မင်းတရားကြီးတဲ့သွားတဲ့မြို့အမရပူရဒုက္ခကမတ္တမထွန်းကားခဲ့တယ်ပေါ့
စာပေအားစာပြီးတော့ထွန်းလာတယ်အခုဘောရမင်းတရားကြီးလည်းမရှိဘူးနာမည်လေးတော့ကြံသေးတယ်အမရပူရတခါတည်းအန်ကြတော့မန်းလေးရဲ့တောင်ဘက်မှာနေလို့တောင်မျိုးလို့လည်းခေါ်ကြတယ်နောက်တစ်ချိန်ရောက်လို့ရှိရင်နာမည်တွေလည်းပျောက်သွားမှာဖြစ်တယ်အဲ့လိုပြောင်းလဲသွားတာလို့ဆိုလို့အခုမရပူရမျိုးခွဲရာဆိုရင်ပျောက်နေပြီကျုံးတွေလည်းကောသွားပြီသို့တော့ကံကောင်းတာတော့ကျုံးတောင်၄တောင်မှာဖရာလေးစုတည်ခဲ့တယ်ရွှေလင်းပင်တို့ရွှေစကားတို့ထမရဲ့အဲ့ဒီဖရာလေးစုရှိလို့မျိုးခွက်ကတော့မပြောက်ဘူးပြန်ဖော်မဲ့ဆိုရတယ်သို့တော့အရင်ပုံစံမဟုတ်တော့ဘူးအကုန်လုံးပြောင်းလဲသွားပြီတော့ဒီလိုဆိုလိုတာပေါ့အရာခတ်သိမ်းဟာပြောင်းလဲနေတယ်ဆိုတာအမြဲတည်းတော့တရားလို့ဒီလိုနှလုံးသွင်းရမှာဖြစ်တယ်အထုံးတော်မြတ်စွာဘုရားဆက်ပြောတာဆက်ပြီးဟောတာတော့တစ်ချိန်တုန်းကလည်းဒီဝေပုံလတောင်ကြီးကိုသူပတ္တတောင်လို့ခေါ်ခဲ့တယ်တဲ့အဲ့ဒီတော့ကလူတွေရဲ့လူမျိုးတွေဟာသုတ်ပိယဆိုတဲ့လူမျိုးတွေတဲ့ဒီနတ်ပတ်ဝန်းကျင်မှာနေခဲ့ကြတယ်သုတ်ပိယလူမျိုးတွေရဲ့သက်တမ်းဟာနှစ်2000ရှည်တယ်သုတ်ပိယလူမျိုးတွေဟာဒီတောင်ပေါ်ကိုရောက်ဖို့ရအတွက်2ရက်တည်းရတယ်ပြန်ဆင်းတော့လဲ2ရက်ဘုရားတဆူဒါဒီတကဘာထဲတင်ပြောင်းလဲနေတာကိုပြောတာဒီဗဒ္ဒကဘာထဲမှာတင်ပြောင်းလဲတာဘုရားတဆူနဲ့တဆူကြားဟာတိဥဇနာမြင့်တက်တယ်ဆိုတဲ့ဆိုရတောင်တွေကနှိမ့်လာတယ်မြေကြီးကသာမြင့်လာတောင်ကတော့မြင့်မသွားဘူးမြေကြီးကပဲမြင့်တာအဲ့ဒီအချိန်မှာကတ္တဝမြတ်စွာဘုရားပွင့်တယ်ကတ္တဝမြတ်စွာဘုရားရဲ့တပည့်နှစ်ပါးတော့ရှင်ဒိဋ္ဌနဲ့ရှင်ဗာရထွာစာတို့ပဲဖြစ်တယ်အဲ့ဒီခေတ်ကတောင်ရဲ့နာမည်လည်းပျောက်သွားပြီလူမျိုးတွေလည်းသေသွားပြီဖះလည်းပြိဋိဘံဆံသွားပြီတဲ့မြတ်စွာဘုရားကခေစကုတောင်ကနေပြီးတော့ဝေပုံလတန်ကိုလက်ညှိုးထိုးပြီးတော့ဒီဝေပုံလရဲ့သမိုင်းကြောင်းကိုပြန်ပြောပြအဲ့တော့သမိုင်းကြောင်းကိုပြောတဲ့အခါမှာတန်ဝေကားနဲ့ပြောတာတခါတည်းကျတော့စကားဆိုတာတိရိစ္ဆာနကထာလို့လည်းခေါ်တယ်ဆိုပါစို့သမိုင်းကြောင်းကိုပြောတဲ့အခါမှာမြတ်စွာဘုရားကယဟန်တွေကိုရာဇကထာဘယင်းနေအကြောင်းပြောရင်ตายရတဲ့အနေနဲ့ပဲပြောရဘူးနောက်ဆုံးကျတော့ကမ္မထမ်းဖြစ်အောင်ဘယ်လိုပြောမလဲအဲ့ဒီဘယင်းကြီးလည်းမရှိတော့ဘူးခုတန်တရားသင်္ခါရဆိုတာဘယ်အရာမှမမြဲဘူးဆိုတာနဲ့အဆုံးသတ်အဲ့ဒါတိရိစ္ဆာနကထာဖြစ်ကလွတ်သွားတယ်နော်တိရိစ္ဆာနကထာလွတ်သွားဗမာပြည်မှာထင်ရှားခဲ့တဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေပြောခြင်းလဲပြောပေါ့ဘုန်းကြီးတို့ငယ်တော့ရွှေဘဆိုတဲ့အတိုက်ခိုက်ကောင်းတဲ့မင်းသားမရှိတော့ဘူးပျောက်သွားပြီခုဒါအနိစ္စပဲပေါ့မင်းသားမင်းသမီးတွေအကြောင်းပြောရင်လည်းပဲဒါတရုပ်ဆောင်တဲ့ပုဂ္ဂိုလ်တွေဟာဒီလိုပဲအသစ်တွေပေါ့ဟောင်းနေရပျောက်ကွယ်သွားကြတာပဲဘယ်အတိုင်းဝိုင်းပဲဖြစ်ဖြစ်နော်အတိုင်းဝိုင်းပဲဖြစ်ဖြစ်ပေါ်လာပြီးတဲ့နောက်ဟာတည်မြဲနေတာမရှိဘူးအလုံးကပျောက်ကွယ်သွားကြတာပဲအဲ့ဒါကိုဧဝံသင်္ခါရအနိစ္စသင်္ခါရတရားတွေဆိုတာလုံးဝမတည်ငြိမ်ဘူးဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတာမြတ်စွာဘုရားကအဲ့လိုဝေပုံလတောင်လေးကိုကြည့်ပြီးတော့ယဟန်တွေကိုသမိုင်းကြောင်းမှာထည့်ပြီးတော့ပြောပြနေတာအဲ့ပြောပြနေတဲ့အချိန်နောက်ဆုံးမြတ်စွာဘုရားကပြောတော့အခုအချိန်ပြောမယ်ဆိုရင်ဒီတောင်ဟာဝေပုံလတောင်လို့ခေါ်တယ်ဝေပုံလတောင်လို့ခေါ်တယ်ဒီတောင်ရဲ့ပတ်ဝန်းကျင်မှာနေကြတဲ့လူတွေကမာဂရလူမျိုးတွေနေကြတယ်မာဂရလူမျိုးတွေရဲ့အသက်ကတော့အဝိဓမ္မတိုးပါတယ်တဲ့အကြဆုံးနေရတဲ့လူတောင်မှပဲအသက်တရားတဲ့နည်းနည်းပဲပိုပါတယ်မာဂရလူမျိုးတွေဟာဒီတောင်ကိုအခုတက်အခုဆင်းရက်တောင်မကြဘူးအခုတက်သွားပြီးပြန်ဆင်းလာခဲ့တခဏအတွင်းမှာပဲအသက်ဆင်းလုံးနိုင်တယ်
အခုချိန်မှာတဲ့ငါဘုရားပွင့်တယ်ငါရဲ့တပည့်နှစ်ပါးတော့သာရိပုတ္တရာနဲ့မောက္ကလံပဲအေးနောက်တစ်ချိန်ဖြစ်လာလိမ့်မယ်တဲ့နောက်တစ်ချိန်ဖြစ်လာလိမ့်မယ်တဲ့အရင်စေဝိမတ္တပပ္ပတ္တသမဉ္ညာအန္တရတာယေတတိဝေပုံလတောင်ဆိုတဲ့အမြည်ကြီးကလည်းပျောက်သွားလိမ့်ဦးမယ်မြတ်စွာဘုရားနောက်တစ်ချိန်ဖြစ်လာလိမ့်ဦးမယ်တဲ့ဝေပုံလတောင်အမြည်ပျောက်သွားလိမ့်မယ်ဣမေသမနုဿာကာလင်ဂရိတံဒီလူတွေလည်းအကုန်လုံးသိသွားကြလိမ့်မယ်အဟိစ္စပြိနိဗ္ဗာဣတမိငါလည်းပဲပြိနိဗ္ဗာန်ဆံရလိမ့်မယ်ဧဝံအာနိစ္စဆိုမြတ်စွာဘုရားအဲ့လိုပြောအဲ့တော့သဘာဝတရားတွေရဲ့ဒီဝိပဿနာဉာဏ်ဖြစ်အောင်မှန်ကန်တဲ့အတွေ့အကြုံတွေနဲ့တွေးတောဆင်ခြင်ဖို့ဒီသုတ်တံကိုဟောတာဖြစ်တယ်မြတ်စွာဘုရားဒါကြောင့်မို့ဏိဂုံးချုပ်မှာတော့မြတ်စွာဘုရားအနိစ္စဝတ္တသင်္ခါရဥပါဒဝယတမိနောဩပိစိတဝနေရုသန္တိတိတံဥပသမောဒုခောဆိုတဲ့ဒီဒေသနာတော်နဲ့ဏိဂုံးချုပ်ထားတာဖြစ်တယ်အကြောင်းတရားတွေပေါင်းစပ်ပြီးထုတ်လုပ်ထားတဲ့သင်္ခါရဆိုတဲ့တရားတွေဟာဖြစ်ပြီးရင်ပျောက်ကွယ်သွားတဲ့သဘောရှိတယ်မမြဲဘူးဆိုတာဖြစ်လာပြီးပျောက်ကွယ်သွားတဲ့သဘောကိုပြောတာဖြစ်လာတယ်ပျောက်ကွယ်သွားတယ်အနိစ္စဝတ္တမမြဲတဲ့သဘောရှိတယ်ဥပါဒဝယဓမ္မိနောဖြစ်ခြင်းဖြစ်ပြီးရင်ပြတ်သွားတဲ့သဘောရှိတယ်ဥပိစိတ်ဝနိရောဓန္တိဖြစ်လာပြီးတဲ့နောက်မှာလုံးဝချုပ်ပြောက်သွားတယ်ဒါသဘာဝပဲလူတွေကလည်းမွေးပြီးတည်သွားကြတာပဲလေရှင်သာရိပုတ္တရာလောင်းတို့စဉ်းစားသလိုပွဲကြည့်ရင်ဒီပွဲမှာရှေ့ပိုင်းကတော့လက်ခုပ်တီးလို့ဆုတွေချလို့ပန်းကုန်းတွေတက်ဆွတ်လို့လုပ်တယ်နောက်ပိုင်းကျတော့စဉ်းစားတယ်အနှစ်တရာအတွင်းဒီလူတွေအကုန်သိသွားကြမှာပဲဆိုတော့စဉ်းစားလာတဲ့အခါတန်ဝေကဖြစ်သွားတယ်လက်ခုပ်တီးခြင်းဩဝါပေးခြင်းဆုချခြင်းမလုပ်တော့ဘူးသူတို့မသိတဲ့တရားရှာမယ်ဆိုပြီးပွဲကြည့်ရကထွက်သွားကြတာပဲရှင်သာရိပုတ္တရာအခုလည်းကိုယ့်ကိုယ်ဆင်ခြင်စဉ်းစားကြည့်လို့ရှိရင်ဒီသဘောနဲ့ဆင်ခြင်သုံးသပ်နိုင်တယ်ဒါမှဝိပဿနာဉာဏ်အစစ်ဖြစ်မှာနော်အနိစ္စဝတ္တသင်္ခါရနေ့စဉ်ကိုယ်ကိုဆင်ခြင်ဖို့ဥပါဒဝယဓမ္မိနောဘယ်ရမှမမြဲဘူးဖြစ်လာပြီးရင်ပျက်စီးရတဲ့သဘာဝတွေဖြစ်တယ်ဖြစ်ပြီးရင်ချုပ်သွားကြမှာပဲဖြစ်တယ်တေတံဥပသမောဒုက္ခောအဲ့ဒီဖြစ်ပြီးပြတ်သွားတဲ့အရာတွေအလုံးငြိမ်းသွားမှပဲချမ်းသာဒုက္ခဆိုတာရမယ်တည်မြဲတဲ့ချမ်းသာဒုက္ခဆိုတာဖြစ်နိုင်တယ်တေတံဥပသမောသင်္ခါရတရားတွေရဲ့လုံးဝငြိမ်းသွားတာနိဗ္ဗာန်ဆိုတာသင်္ခါရတရားတွေမရှိတော့တဲ့ဟာကိုပြောတာသင်္ခါရတရားတွေလုံးဝငြိမ်းသွားတယ်မရှိတဲ့အရာဒီနိဗ္ဗာန်ပဲအဲ့ဒီနိဗ္ဗာန်ကျမှဒုက္ခအဲ့တော့မရှိဘဲနဲ့ဘာဖြစ်လို့ချမ်းသာတော့ဆိုရှင်သာရိပုတ္တရာလို့ဖြေတယ်လို့ပဲဖြေရမယ်ဒါနိဗ္ဗာန်မှာစိတ်ခံစားစရာမရှိဘဲနဲ့ဘယ်လိုလုပ်ချမ်းသာတယ်လို့ပြောရတော့ဆိုအဲ့ဒီစိတ်ခံစားမှုမရှိတာကိုကချမ်းသာတယ်လို့ပြောတာစိတ်ခံစားမှုရှိနေသေးရင်ချမ်းသာအောင်မဟုတ်ဘူးစိတ်ခံစားမှုမရှိတာကိုကကောင်းတယ်ဒါကြောင့်ဒေတာဥပသမောဒုက္ခဖြစ်ပြီးပြတ်သွားတဲ့အရာတွေအလုံးချုပ်ငြိမ်းသွားပြီသင်္ခါရတွေချုပ်ငြိမ်းသွားပြီဆိုမှတကယ်ချမ်းသာဆိုတာတွေ့မှာပါလို့မြတ်ဗုဒ္ဓရဲ့လမ်းဆုံးပန်းနိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုညွှန်ပြပြီးတော့ဏိဂုံးချုပ်တာဖြစ်ပါတယ်ဒီတွင်မဲ့တန်ယုဒ္ဓနိကာယအနာမရကတန်ယုမှာလာတဲ့သုတ်ပေါင်း20ဟောကြားလို့ပြီးသွားပြီတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့အနာမရကဒေသနာကိုနာယူမှတ်သားကြရတဲ့အခါမှာမိမိတို့အနေနဲ့စဉ်းစားမပြတ်စဉ်းကျင်စဉ်းစားဖို့ရာကတော့အမှန်တန်ရှိရတဲ့တန်တရားကြီးဟာတို့တွေညီငွေ့ဖို့တင့်တော်ပြီဒီတန်တရားကြီးကလွတ်မြောက်အောင်တို့တွေကြိုးပမ်းကြရမှာဖြစ်တယ်လို့ကိုယ်စီတတိကြီးစွာထားပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာ